လာစာတိုတောင်းနေတဲ့ Vinicius အားရောင်းထုတ်၍ Nico Williams နဲ့ Florian Wirtz တဦးကိုခေါ်ယူစားထိုးဖို့အတွက် Real စီစဉ်နေဟုသတင်းထွက်ဘောလုံးကျသူများအတွက်ကျမတို့ရဲ့1 million channel လေးကပြန်လည်ကြိုဆိုလိုက်ပါရယ်။ Real Madrid တင်ကလာစာတိုတောင်းနေတဲ့ Brazil တိုက်စစ်ကစားသမား Vinicius ကိုရောင်းထုတ်ပြီးတော့ Nico Williams နဲ့ Florian Wirtz တို့ထဲမှတဦးကိုခေါ်ယူစားထိုးဖို့အတွက်စီစဉ်နေကြောင်းသတင်းထွက်လာခဲ့ပါတယ်။ Real တင်က Vinicius 24နှစ်ကို2029ခုနှစ်ထိစာချုပ်ချုပ်ဆိုထားတဲ့ပြင်ယူရို1ဘီလီယံတန်ရော်ကြေးစာချုပ်လည်းချုပ်ဆိုထားပါတယ်။ဒါပေမဲ့ယခုနှစ်ပိုင်းတွင်မှာဆော်ရီကလပ်အသင်းများက၎င်းကိုခေါ်ယူဖို့အတွက်ပြစ်မှတ်ထားလာကြပြီးစုစုပေါင်းလာစာယူရို1ဘီလီယံတန်ကြေးရှိတဲ့ကန့်လန့်မှုပြုလုပ်ဖို့အတွက်ပြင်ဆင်နေကြောင်းသတင်းထွက်လာခဲ့ပါတယ်။ဒါကြောင့်မလို့ Vinicius က Real သွင်းတွင်ဆက်လက်ကစားသွားမည်ဖြစ်တော့လေအသင်းရဲ့လာစာအများဆုံးကစားသမားဖြစ်စေမဲ့လာစာနှုံထားတိုးမြင့်ပေးရန်နဲ့2029ခုနှစ်ထိစာချုပ်ချုပ်ဆိုပေးရန်တောင်းဆိုခဲ့ကြောင်းသိရပါတယ်။အဆိုပါတောင်းဆိုမှုကို Real အသင်းဥက္ကဋ္ဌ Florentino Perez ကလိုက်လျောလို့ခြင်းမရှိသည့်အတွက် Vinicius ကိုရောင်းထုတ်ပြီးကစားသမားသစ်ပြန်လည်အစားထိုးခေါ်ယူရန်စီစဉ်နေရလို့သတင်းထွက်လာခြင်းဖြစ်ပါတယ်။ Real အသင်းက Vinicius အတွက်ဆော်ရီကလပ်အသင်းထံမှကမ်းလှမ်းမြင့်ပြောင်းရွှေ့ကြေးယူရိုသန်း250ဝန်းကျင်ကိုလည်းမမောနေပြီးတော့အဆိုပါငွေကြေးပမာဏဖြင့်ဆိုပါကထိပ်တန်းတိုက်စစ်ကစားသမားတူကိုစိတ်ကြိုက်ခေါ်ယူနိုင်မယ့်အခြေအနေလည်းရှိနေပါတယ်။လက်ရှိချိန်မှာ Vinicius နေရာအစားထိုးဖို့အတွက် Real အသင်းပြစ်မှတ်ထားနေတဲ့ကစားသမားတွေကဘီဘာအိုအသင်းမှစပိန်ကစားသမား Nico Williams နဲ့လီဗာပူးစင်အသင်းမှဂျာမန်ကစားသမား Florian Wirtz တို့ပဲဖြစ်ပါတယ်။အဆိုပါကစားသမားနှုန်းစလုံးမှာလက်ရှိအသင်းများထက်ပုံမအင်အားကြီးမှသည့်ထိပ်သီးအသင်းများထံပြောင်းရွှေ့ကစားရန်ဆန္ဒရှိနေသူများဖြစ်ပါတယ်။